Hello ညီမတင်တင်ပါpatient နဲ့ engagement ရဖို့အတွက်ကိုအသုံးဝင်ဆုံးဖြစ်မယ် auto simulation အကြောင်းကိုပြပြပါမယ်သူကတော့ Medic မှာ free အသုံးပြုလို့ရပါတယ် patient မှာ scan ဖတ်ထားတဲ့ data ရပြီဆိုတာနဲ့သူ evaluate နိုင်ကို align လုပ်မယ် segment နှစ်ခုမှာ adjust လုပ်ပြီးဆိုတာနဲ့သူကဒီ model အသစ်တစ်ခုထုတ်ပေးရပေါ့နော်ဒီကနေပြီးတော့ patient နဲ့ consultation ကောင်းလုပ်လို့ရမယ် patient ရဲ့သွားကိုသူက before after ပြလို့ရမယ်ပြီးတော့ jaw တစ်ခုလုံးမှာသူကပြလို့ရတယ်ပေါ့နော်ဒီ animation video လေးတွေနဲ့patient ရဲ့ဒီ future ဖြစ်လာမယ့်သွားပုံစံကိုပေါ့နော် front view side view ပြီးတော့ upper lower occlusal view ပေါ့နော်အဲ့လိုမျိုးပြပေးလို့ရတယ်ပေါ့နော်နောက်တစ်အနေနဲ့ကကြာတော့နောက် software ထုတ်ပေးလိုက်တဲ့2 model ကိုမှဒီ 2 position လေးကိုပြန်ပြီးတော့ menu နဲ့ပြန်ပြောင်းလို့ရတယ်ပေါ့နော် patient တွေကိုဒီလိုမျိုး application လေးနဲ့ရှင်းပြပေးတာကဒီစေခင်းကတော့ latest technology ကိုအသုံးပြုတာပါလားဆိုပြီးတော့ trust level နဲ့ပုံမြင်နေပေါ့နော် communication လောက်ရမှာပို့ပြီးတော့ထိရောက်တယ်patient တွေကိုdecision မြင်ချနိုင်စေမယ့် application လို့ပြောလို့ရတယ်ပေါ့နော်